ဒါကတော့ပရိသတ်တယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇလန်းလေးတစ်ခုပါမိတ်ဆွေတို့မိသားစုတွေကြုံခဲ့ရတဲ့ထိတ်လန့်စရာဖြစ်ရမှန်ဇလန်းတွေကိုလည်းကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်အကောင်းဆုံးဖြစ်အောင်အမှတ်တရဖြစ်ပြန်လည်တင်ဆက်ပေးပါမယ်ကျွန်တော်ကတော့တင်ဆက်သူထွတ်မြတ်ပါရှမ်းပြည်နယ်တောင်ကြီးမြို့အေးချမ်းပြီးတာယာလှပတဲ့တောင်ပေါ်မြို့လေးတစ်ခုပါဒါပေမဲ့ဒီမြို့ရဲ့မြို့နှင်းတွေကြားမှာလူတွေမသိတဲ့ရှေးအောင်ဆိုင်ကြီးတစ်လုံးရှိပါတယ်မိသားစုတစုဟာကံကောင်းလို့ဒီဆိုင်ကြီးကိုပိုင်ဆိုင်လိုက်ရတယ်လို့ထင်ခဲ့ပေမဲ့တကယ်တမ်းမှာတော့သူတို့ဝယ်လိုက်မိတာဟာအိမ်တစ်လုံးမဟုတ်ပါဘူးနှစ်ပေါင်းများစွာငတ်မွတ်နေတဲ့ဝိညာဉ်32ကောင်ရဲ့ထောင်ချောက်တစ်ခုပါပဲလွေးတို့မိသားစု9ယောက်ချမ်းသာကြွယ်ဝပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဟာတောင်ကြီးကိုကြောင်းရွှေ့လာရင်လာရောင်ဆိုင်အိမ်လို့အမည်ရတဲ့အိမ်ကြီးကိုဝယ်ယူခဲ့ကြတယ်အိမ်အနောက်မှာကျယ်ဝန်းလှပတဲ့ဥယျာဉ်ကြီးတစ်ခုရှိတယ်ဒါပေမဲ့ဒီဥယျာဉ်ကြီးကပန်းတွေပဲပွင့်တာမဟုတ်ဘူးဆိုတာကိုတော့သူတို့မတီးခဲ့ကြပါဘူးပထမရက်မှာအရာအလုံးကပုံမှန်ပါပဲဒါပေမဲ့ဒုတိယရက်ကစပြီးထူးခြားမှုတွေစတင်လာတယ်လွေးရီချိုးနေတော့အပြင်ကနေလွေးရီလို့ခေါ်တန်တက်တဲ့ကိုကြားလိုက်ရတယ်အမှုခေါ်တာလားလို့ပြန်ထူးလိုက်ပြီမဲ့ဘာတမ်းမှပြန်မကြားရဘူးသူစန္ဒာကအဲ့ဒီအိမ်မှာနေတဲ့သူတွေကိုတစုံတရာကအဲ့ခံပြုစုနေတယ်လို့ပါပဲထမင်းစားကန်နေရင်ဇပွဲပေါ်မှာတသီးတွေအလိုလိုရောက်နေတတ်တယ်ညအိပ်ရင်ဂရင်ဘေးမှာတသီးပကံတွေရောက်နေတတ်တယ်အစကတော့အမေကဂီယူတဆိုင်ဓာထားပြီးတယ်လို့ထင်ခဲ့ကြပြီမဲ့တကယ်တော့မဟုတ်ပါဘူးတားကောင်ကိုစပုံမှုကအစာကျွေးပြီးတော့ညှူဆွဲနေတဲ့ပုံစံမျိုးပါပြဿနာကလွေးရမောင်လေးကြောင်းကိစ္စနဲ့အိမ်ကနေခွဲခွာသွားတဲ့အချိန်မှာစတင်มาတော့တယ်အိမ်မှာလူတယောက်ယော့သွားတာနဲ့အမောင်ရိပ်တွေကပိုပြီးတော့အားကောင်းလာတယ်ညရောက်တိုင်းလွေးတယောက်ခန္ဓာကိုယ်ကြီးကလေးလံပြီးတော့လှုပ်လို့မရတော့ဘူးအဲ့ဒီအချိန်မှာဂရင်ဘေးကိုကြည့်လိုက်ရင်မင်းကလေးတယောက်အသက်20ဝန်းကျင်ခါးလေလောက်ရှိတဲ့သပင်ရှည်ကြီးနဲ့လမ်းရောင်အောက်မှာအသားရည်ကဖြူဖြော့ပြီးတော့အေးဆက်ဆက်အလားတရားမျိုးရှိနေတယ်သူကလွေးကိုစိုက်ကြည့်နေတယ်လွေးအော်ကျင်ပေးမဲ့အတန်မထွက်ဘူးမနဲ့မိုးလင်းအလင်းရောင်လာမှသူကပျောက်သွားပြီးလွေးလည်းလှုပ်ရှားလို့ရတော့တယ်လွေးဟာညာတိုင်းဒီလိုခံစားရလို့ကိုယ့်ကိုယ်သေပြီးလို့တောင်ထင်မှတ်ခဲ့ရတယ်တပတ်လောက်ကြာမှလွေးဟာနန်းခွားဆိုတဲ့ကရင်တိုင်းရင်သူတငယ်ချင်းတယောက်ရလာတယ်နန်းခွားကဒီအိမ်ရဲ့ကြောက်စရာတမိုင်းเจ้าကိုဖွင့်ပြောပြတယ်မင်းတို့နေတဲ့အိမ်ကရှေးကစော်ဝါးတင်နေတဲ့အိမ်အဲ့ဒီနောက်ကဥယျာဉ်ကိုစောင့်ရှောက်ဖို့အတွက်အပြိုတော်32ယောက်ကိုမြင်းမြုပ်ပြီးတော့စတေးခဲ့တာသူတို့ဝိညာဉ်တွေကဒီနေ့ထိမကျွတ်လွတ်သေးဘူးလွေးကတော့ခေပညာတန်းဆိုတော့တိတ်မယုံခဲ့ပါဘူးဒါပေမဲ့အဲ့ဒီညမှာပဲအရာအလုံးကပြောင်းလဲသွားတယ်ညဘက်လွေးအိပ်ပျော်နေတော့တာယာညင်ညောင်းတဲ့ရှင်ဟောင်းတူရိယတန်တင်တစ်ခုကိုကြားလိုက်ရတယ်စိတ်ညှို့ခံလိုက်ရတယ်လို့အိမ်မက်ကဘာတဲကိုရောက်သွားခဲ့တယ်အိမ်နောက်ဘေးဥယျာဉ်ထဲမှာမိမလာလေးတွေအများကြီးပဲတချို့ကတတိစားနေကြတယ်တချို့ကကခုံနေကြတယ်တချို့ဆိုရင်လေထဲမှာတောင်ပြန်တန်းနေကြတယ်အရန်ကိုပြောစရာကောင်းတယ်နတ်ပုံနန်းတစ်ခုလိုပါပဲသူတို့ကလွေးကိုပြုံးပြပြီးတော့မေးတယ်ညီမလေးအမားတို့နဲ့လာနေမလားညီမအရန်ပြောဖို့ကောင်းတယ်လွေးရဲ့စိတ်ထဲမှာညှို့တက်မိပြီးတော့ခေါင်းငိမ့်မှုပြင်လိုက်တယ်ဒါပေမဲ့နောက်ဆုံးဆက်တက်မှာအသိစိတ်ဝင်လာပြီးတော့ဟဲ့မနေဘူးလို့ကောင်းခါလိုက်တယ်ချက်ချင်းပဲတာယာနေတဲ့ဂီတတန်ကရက်တန်သွားတယ်လှပနေတဲ့မိမပြိုတွေရဲ့မျက်နှာတွေဟာဒေါသအကြီးကျယ်ခတ်သွားကြတယ်သူတို့ရဲ့ဗသက်ကြီးတွေကိုနရွက်တက်ချိတ်အောင်ဖျဲလိုက်ကြပြီးကြောင်းမဖွဲဘလူတရက်အတွင်ပြောင်းကလွေးကိုတိုက်ခိုက်ဖို့ပြင်လိုက်ကြတယ်အဲ့ဒီချိန်မှာပဲလွေးလက်နှုတ်လာခဲ့နောက်တနေ့မှာနန်းခွားကိုအကျိုးချောင်းပြောပြလိုက်တယ်နန်းခွားကမင်းမယုံရင်လိုက်ချက်ငါပြမယ်ဆိုပြီးအိမ်နောက်ဖေးဥယျာဉ်ထဲကိုခေါ်သွားတယ်နန်းခွားကဥယျာဉ်ထဲကလှပနေတဲ့တိုင်းမင်တမင်ကိုလက်နဲ့ဆွဲပြီးတော့နှုတ်လိုက်တယ်အဲ့ဒီချိန်မှာကြားလိုက်ရတဲ့အတန်ကတစ်မြစ်ပြတ်တဲ့အတန်မဟုတ်ပါဘူးတအီအီတအားအားနဲ့နာကျင်စွာအော်ဟစ်တန်ကြီးမြေကြီးအောက်ကနေထွက်ပေါ်လာတာပါမျက်စိရှိမှတင်ပဲစိမ့်လန်းနေတဲ့ဥယျာဉ်ကြီးတစ်ခုလုံးညှို့ချောက်သွားတယ်တစ်ပင်တွေရဲ့ခြေရင်းမှာမြေကြီးတွေပွင့်ထွက်ပြီးတော့ကလေးအယိုးစုတွေလူအယိုးစုတွေပေါ်ထွက်လာတယ်လွေးလဲကြောက်လန့်တကြားနဲ့အိမ်မောကမိဘတွေကိုလန့်အော်ခေါ်လိုက်တယ်ဒါပေမဲ့မိဘတွေပြေးဆင်းလာတဲ့အချိန်မှာနန်းခွားဆိုတဲ့သင်ငယ်ချင်းလည်းမရှိတော့ဘူးဥယျာဉ်ကြီးကလည်းဘာမှမဖြစ်တယ်လို့ပြန်ပြီးတော့စိမ့်လန်းနေတယ်မိဘတွေကလွေးကိုစိတ်ပီစီးမှုများပြီးတော့ကြောင်ကနန်းဖြစ်နေတာလို့ပဲထင်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီညကလွေးတို့မိသားစုတွေ
ဒီအိမ်မှာနေခဲ့တဲ့နောက်ဆုံးညပါပဲညဦးပိုင်းလေကားချီရင်းမှာပျောက်သွားတဲ့တင်ငယ်ချင်းနန်းခွားကိုလွေးကပြန်တွေ့ရတယ်နန်းခွားရဲ့မျက်နှာကအရင်လိုပြုံးရွှေမနေဘူးမျက်နှာသေးနဲ့သူ့စကားတစ်ခုမဲ့ပြောတယ်နင်တို့အခုမပြောင်းရင်အကုန်သေးကုန်လိမ့်မယ်ဒီတစ်ခါတော့လွေးတယောက်တည်းမြင်တာမဟုတ်တော့ပါဘူးညတကောင်ရမှာတဲအိမ်လုံးကဝုန်းတိုင်းကျဲပြီးတော့၆လန့်ခံနေရတယ်တကားတွေကအလိုလိုပွင့်လိုက်ပိတ်လိုက်ဖြစ်ပစ္စည်းတွေကလွန့်ထွက်မိသားစုဝင်တွေကိုပါရုပ်ပိုင်းဆိုင်ရာထိခဲ့အောင်လုံလာတဲ့အခါမှာတော့မိဘတွေလည်းလွေပြောတာကိုယုံကြည်ကြပြီးတော့ညာရင်ချင်းပဲပစ္စည်းတော်မတင်နိုင်ပဲနဲ့အသက်လုတ်ပြီးတော့မောင်းပြေးခဲ့ရပါတယ်လွေတို့မိသားစုလွတ်မြောက်ခဲ့ပြီးမဲ့မိကွန်းတစ်ခုကကြံနေခဲ့ပါတယ်လွေကိုလာသတိပေးခဲ့တဲ့နန်းခွားဆိုတာတကယ်ပဲလူလားဒါမှမဟုတ်အဲ့ဒီအိမ်မှာပဲအပြူတော်32ယောက်နဲ့အတူစရိတ်ခံခဲ့ရပြီးတော့နောက်ထပ်တားကောင်တွေထပ်မလို့ကျင်တော့လို့လာခဲ့တဲ့ဝိညာဉ်တစ်ခုလားဆိုတာကတော့